ဒီတစ်ခါတော့ဇင်ကအခုကြည့်နေကြတဲ့သူတွေအားလုံးရင်တလက်လက်ဖြစ်စရာဇက်လန်လေးတစ်ပုဒ်ယူလာပေးတယ်။အိမ်မက်တွေနောက်ကိုလိုက်ရင်းနဲ့လက်ရှိဘဝကြီးတစ်ခုလုံးပစ္စည်းလူမိပါဖြစ်ရတဲ့ဩစတြေးလျကဇနီးမောင်နှံနှစ်ယောက်အကြောင်းပါ။ဩစတြေးလျမှာအိမ်တစ်လုံးဝယ်ရတာလွယ်တဲ့ကိစ္စတစ်ခုမဟုတ်ဘူးဆိုတာအားလုံးလည်းသိကြမှာပါ။အိမ်အတဲငွေစုဖို့နဲ့တွေနှစ်ရှိပြီးတော့ကြာတယ်။ဒီကြားထဲမှာကိုငှားနေရတဲ့အိမ်ခန်းအတွက်လားကလည်းပေးရတယ်။ကိုဝယ်မဲ့အိမ်အတွက်လည်းအတိုးပေးရတယ်။တကယ်ကိုမှခက်ခဲတယ်လုပ်ရတဲ့ကိစ္စပဲ။ဒီနေ့ဇင်ပြောပြပေးမယ့်အဖြစ်ပြက်ကတော့နာတန်နဲ့အိမ်မားဆိုတဲ့ဇနီးမောင်နှံအကြောင်းပဲ။သူတို့ကလည်းဇင်တို့လိုမျိုးပဲတာမန်လူဒန်းစားတွေအလုပ်ရန်ကိုမှစူးစမ်းကြတယ်ရွှေတာကြတယ်။နောက်ဆုံးမှာတော့သူတို့အတွက်အိမ်မက်အိမ်လေးတစ်ခုရှာဖွေပြီးတော့တွေ့ရှိသွားကြတယ်။သူတို့ရွေးချယ်လိုက်တဲ့စောက်လုပ်ရေးကုမ္ပဏီကတော့ Orange လို့ခေါ်တဲ့နာမည်ကြီးတဲ့ကုမ္ပဏီကြီးတစ်ခုပဲ။နာမည်ကြီးတော့လူတွေကလည်းအယံကိုမှယုံကြည်ကြတယ်။နာတန်နဲ့အိမ်မားတို့ကလည်းသူတို့ရဲ့ရွှေနှဲစာနဲ့စုထားတဲ့ငွေလေးတွေလွှဲပေးလိုက်ကြတယ်။အိမ်ဆောက်ဖို့ပစ္စည်းတွေကြည့်ရတာအုံမြင့်ရှာတဲ့နေ့မှာဓာတ်ပုံရိုက်ရတာအားလုံးအတွက်ကတော့အိမ်မက်ထဲကားလိုပဲ။ဒါပေမဲ့မကြခင်မှာပဲသတင်းဆိုးကြီးတစ်ခုကိုကြားလိုက်ရတယ်။ Orange ကုမ္ပဏီကဒေဝါလီခံလိုက်ရပြီတဲ့။သူတို့စီမှာအိမ်ဆောက်ဖို့အပ်ထားတဲ့ငွေတွေရောအိမ်ဆောက်လက်စအစ်စ်မှာပဲရှိနေတဲ့သူတို့ရဲ့အိမ်ကိုဘာမှမသိတော့တဲ့အရာတွေအများကြီးဖြစ်သွားတယ်။ခုနကအိမ်မက်ထဲမှာပဲရှိနေတဲ့အိမ်လေးကရှက်ရှင်းဆိုသလိုပဲအိမ်မက်ဆိုးကြီးတစ်ခုဖြစ်သွားတော့တယ်။ပိုင်းမှာသူတို့ရဲ့ဘဝဘလောက်ထိမြန်ဆိုးရတယ်လဲဆိုတာကိုဇင်ကပြောပြပေးမယ်။ပထမအချက်အနေနဲ့ဘဏ်ကနေငွေရှိတာကိုရက်လိုက်တယ်။အိမ်ကဆက်ဆောက်လို့မရတော့ဘူးဆိုတော့ဘဏ်ကလည်းနောက်ထပ်ငွေထပ်ပြီးတော့ထုတ်ပြီးလို့မရတော့ဘူး။ဒါဟာသူတို့အတွက်ဘဝရဲ့အဆိုးဝါးဆုံးအချိန်တွေပဲ။ဒုတိယအချက်ကငွေကို2မျိုးပေးရတယ်။ကိုယ့်အိမ်ကဆောက်လို့မပြီးသေးတော့ကိုကငှားနေတဲ့အိမ်မှာပဲဆက်ပြီးတော့နေရသေးတယ်။တစ်ဖက်ကလည်းဘဏ်ကိုအရစ်ကြပြီးတော့အတိုးတွေပေးနေရတယ်။ဆိုလိုတာကတော့အိမ်လားခရောအိမ်ရဲ့အတိုးရော2မျိုးစလုံးကိုပေးနေရတယ်။ကိုယ့်အိမ်မှာကိုမနေရပဲနဲ့ပတ်စံ2ခါပေးရတာဘလောက်တောင်မှရင်နာစရာကောင်းလဲဆိုတာအားလုံးပဲစဉ်းစားကြပါဦး။တတိယအချက်ကတော့အစိုးရစီက grant ငွေကိုဆုံးရှုံးရတယ်။ဩစတြေးလျမှာပထမဦးဆုံးအိမ်ဝယ်တဲ့သူတွေကိုအစိုးရကငွေ1000ထောက်ပံ့နေဆိုတာသိကြမှာပါ။ဒါပေမဲ့အိမ်ကသတ်မှတ်ရက်အတွင်းမှာအပြီးမဆောက်နိုင်တဲ့အတွက်အဲ့ဒီထောက်ပံ့ခြင်းငွေကြီးကလည်းလက်လွတ်လိုက်ရတယ်။ထောက်ထားအချက်ကတော့အိမ်ကလုံခြုံမှုမရှိတော့တာပဲ။အိမ်ကစောက်လက်စနဲ့ရက်ထားရတော့တကားတွေလည်းမရှိဗရင်းပေါက်တွေလည်းမရှိဘဲနဲ့ဘသူမဆိုဝင်လို့ထွက်လို့ရတယ်။တနေ့ကျတော့အိမ်ထဲကိုတခိုးဝင်ပြီးတော့ဝါယာကြိုးတွေပစ္စည်းတွေခိုးသွားတယ်။အကာအကွယ်မဲ့တဲ့အိမ်ကြီးကိုကြည့်ပြီးတော့သူတို့ဇနီးမောင်နှံ2ယောက်ကဘလောက်ထိမြန်စိတ်တွေထိခိုက်နေမလဲဆိုတာအားလုံးလည်းစဉ်းစားလို့ရမယ်လို့ထင်တယ်။နောက်ဆုံးအချက်ကတော့ကုန်ပစ္စည်းတွေဈေးတက်လာတာပဲ။နောက်တစ်နှစ်လောက်ကြာတဲ့အခါမှာစီးပွားရေးတွေကပြန်ပြီးတော့လဲပတ်လာတယ်။ဆောက်လုပ်ရေးပစ္စည်းတွေကလည်းအစမတောင်တက်လာတယ်။အဲ့ဒီတော့အရင်ကခန့်မှန်းထားတဲ့အိမ်ဆောက်တဲ့စရိတ်ကသိန်းနဲ့ရှိပြီးတော့တွက်သွားတယ်။ဒုက္ခတွေကတစ်ခုပြီးတစ်ခုဆက်ကလာနေတော့တာပဲ။ဒီလိုနဲ့သူတို့ရဲ့ဇက်လန်ဟာသတင်းမီဒီယာတွေမှာပြန့်နှံ့သွားတယ်။ဩစတြေးလျတခွင်ကလူတွေကသူတို့တွေမှာအယံမှာစာနာကြတယ်။အဲ့ဒီအချိန်မှာဘဏ်ကြီးတစ်ခုကဝင်ရောက်ပြီးတော့ကူညီပေးသွားတယ်။သူတို့ပြဿနာတွေကိုနားလည်ပြီးအတိုးနှုံးတွေလည်းလျှော့ပေးတာအရေးကြဆိုင်ပေးတာမျိုးတွေလုပ်ပေးတယ်။ဒီတစ်ခါတော့သူတို့အတွက်မျှော်လင့်ချက်အလင်းရောင်စပြီးတော့ဝင်လာပြီ။အဆုံးမှာတော့သူတို့အိမ်လေးကအပိသက်ဆောက်လို့ပြီးသွားခဲ့တယ်။အခုဆိုရင်သူတို့တွေကကိုယ်ပိုင်အိမ်လေးမှာပဲပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်နေကြပါပြီ။ဒါပေမဲ့ဒီဇက်လန်လေးကနေပြီးတော့ဇင်တို့တွေအတွက်သင်ယူစရာတွေအများကြီးပါနေတယ်။အခုကြည့်နေကြတဲ့သူတွေလည်းကိုကအိမ်ဝယ်တော့မယ်ဆိုရင်ကုမ္ပဏီရဲ့နောက်ကြောင်းတတိရှာရှာစုံစမ်းပါအာမခံကိစ္စကိုလည်းတတိရှာရှာနားလည်အောင်လေ့လာပါအကုန်အဆင်ပြေနေတယ်လို့ထင်ရပေမဲ့ဘယ်အချိန်မှဆိုပြဿနာတွေကတက်သွားနိုင်တယ်ဆိုတာကိုသတိထားပါဒီနေ့တော့ဒီလောက်ပါပဲရှင်ဒီဇက်လန်လေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ like share လေးလုပ်ပေးခဲ့ကြပါအခုကြည့်နေကြတဲ့သူတွေထဲမှာလည်းကိုပိုင်အိမ်ကိုပိုင်မိသားစုနဲ့ပျော်ရွှင်သားရချမ်းမြေ့နိုင်ကြပါစေရှင်အားလုံးပဲဘေးကင်းကြပါစေနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးနဲ့ပြန်လာခဲ့ပါဦးမယ်ရှင်